ငယ်ကဖြစ်ရလေးတစ်ခုတိတ်ကြခဲ့ပြီဆိုပေမဲ့အခုထိတွေးတိုင်းချက်သိမ်းထနေရစေကိုရီအကြောင်းအရာလေးတစ်ခုကျွန်တော်ပြောပြမယ်ကျွန်တော်တို့ငယ်စဉ်ကမိတ်ဆွေများရှိရာမြောက်ကလာဘက်ကိုတွားလည်ခဲ့ကြပါတယ်မြောက်အုပ်ကလာကအတိရင်ရောက်တိုင်းကျွန်တော်တို့ပြဿနာကအိမ်တာနဲ့အိမ်တခြားစီဖြစ်နေတာပဲနောက်ဖေးမှလည်းကစုံကင်းကြီးရှိရယ်နေ့လယ်ဘက်မှာတော့တာယာနေပေမဲ့ညဆိုတိတ်ချောက်ချခွေရကောင်းလှပါတယ်အိမ်တာကအိမ်ပြင်ကနေတံတားလေးတိုင်းတွားမှရောက်တယ်တရက်ကျွန်တော်တို့ညအိတ်သွားလဲရင်ညတညမှာဘိုက်ထဲကမခံရနိုင်ပဲရစ်နာပြီးအိမ်နာတက်ချင်တာတယ်ကျွန်တော်ငယ်ငယ်ကလေးကအချင်းတစ်ခုညဘက်အိမ်နာထမသွားချင်တာပါပဲညဘက်အိမ်နာတက်ရတာတိတ်ကြောက်တဲ့သူမျိုးဆိုပါတော့ထိုနေ့ညကခြံအောင်လွဲချွေးသွေးတွေပြန်ပြီးလူးလိမ့်နေရတဲ့အထိဘိုက်အောက်နေခဲ့တာပါဒါပေမဲ့အိမ်နာကလည်းထမတက်ရဲတယ်လို့ဘသူ့ကောင်မှလည်းမနှိုးရဲခဲ့ဘူးညနာရီမှလည်း2နာရီဝန်းကျင်ခန့်ပေါ့တလောကလုံးတိတ်ဆိတ်နေပုံကတိုင်ကက်နာရီလက်တန်ဆက်သွားနေတဲ့အတန်ဟာကျွန်တော်နားထဲပြက်ပြက်သားသားကြားနေရပါတယ်ကျွန်တော်နှစ်ပေခြံအောင်ထဲမှာအမတယောက်ရှိတဲ့ဝေဝါဝါစားခြံအောင်တွေကနေသူ့ကိုနှမ်းကြည့်တော့သူကအိပ်ပျော်နေတယ်ကျွန်တော်စိတ်ထဲသူ့ကိုနှိုးပြီးထသွားဖို့အချင်းချင်းတွေးပြီးမနှိုးဖြစ်ဘူးအချိန်နှင်းငယ်ကြတော့ဘလို့မှမရတော့တအားတကြွကျွန်တော်အတန်တွေကဖုံးပြီးမရထွက်လာတော့တယ်အဲ့ဒီအချိန်မှာခြံအောင်ဘေးမှာလူတယောက်မတက်ရက်နေရမြင်လိုက်ရုတ်တရက်တအားလန့်သွားတာတေချာကြီးတော့မှနဘေးကအမဖြစ်နေတယ်သူကကျွန်တော်ကိုခြံအောင်တွေကအပြင်ရက်ကြည့်နေဘာဖြစ်နေရလဲဆိုပြီးမေးတယ်မာကြီးသားဘိုက်ရန်အောင်နေလို့အိမ်နံတက်ရှင်တာမတက်ရလို့ဆိုပြီးပြောတော့ခြံအောင်မြင်ကအမကလာငါလိုက်ပို့မယ်ကျွန်တော်လဲဝမ်းသာရနဲ့ခြံအောင်တွေကပြေးထွက်လာပြီးအမလက်ကိုဆွဲဓမီကိုယူပြီးအိမ်နာတွေကိုတန်းပြေးပါလေရောအိမ်အပြင်အိမ်နာသွားတဲ့တရားလေးနားရောက်တော့အမကငါဒီကားစောင့်နေမယ်ကျွန်တော်ကလည်းဟုတ်ဆိုပြီးကြောက်နဲ့ခက်နှန်းမှာရှိတဲ့အိမ်နာတွေကိုပြေးဝင်လိုက်တယ်ဒါပေမဲ့အိမ်နာတကားကိုမပိတ်ဘူးဖွင့်လာလိုက်တယ်ခလေးဆိုတော့အဆက်ထက်အကြောက်ကပိုးကြီးနေကြကြောက်တာကိုပြီးတော့အမကိုလည်းခရီးလှမ်းမြင်နေရတော့စိတ်သက်သာရတယ်လေဒီလိုနဲ့ဓမီကိုပေးချလိုက်တော့မီဒီကိုပိတ်မိတယ်လို့ဖြစ်ပြီးအလင်းရောက်အားနေသွားချိန်မှာလိုက်အောင်လာရှိမှောင်မဲနေတဲ့လောကကြီးအဖြစ်ရုတ်တရက်ပြောင်းလဲသွားတယ်မီးရှိနေတဲ့ခံစားချက်နဲ့မတူတော့အဲ့ဒီအချိန်တရားမရောက်ခင်နောက်ဖေးခွပြင်နာမှာရက်နေတဲ့အမကိုလှမ်းကြည့်လိုက်တော့သူကအမှောင်ထဲမှာငြိမ်ငြိမ်ကြီးလက်ပိုက်မတ်တက်ရက်နေတယ်သူ့တကူလုံးကိုလိုက်အောင်ကြောင်ခရီးမြပဲမျက်နှာကအရေးကြနေတယ်အိမ်နာတက်ရှင်နာမို့တိတ်တယ်ကြီးမဆိုင်နိုင်ပဲအာယုံကအိမ်နာထဲမှာပဲရှိနေတယ်အတန်ကြာတော့ကျွန်တော်သူ့ကိုလှမ်းကြည့်တော့သူကမလုံးမရှက်ရက်နေတော့မှပထမတော့ဒီတိုင်းပဲနေရတယ်နောက်တော့အတော်လေးကြာတော့ကျွန်တော်သူ့ကိုကြည့်စိတ်ထဲတမျိုးကြီးခံစားလာမာကြီးလို့လှမ်းအောင်ပြီးတယ်သူကရက်မြဲတိုင်းရက်ပြန်လည်းမထူအိမ်နာတက်တဲ့ကိုလှမ်းကြည့်နေရက်နေတယ်ကျွန်တော်စိတ်ထဲကနေရတာအဆင်မပြေတော့ဘူးဒီကိစ္စဝိစ္စတွေအမြန်ဖြေရှင်းပြီးတမီကိုကြောက်ကြောက်နန်းနန်းနဲ့လှိုင်းပြီးတော့တမီနဘေးကနဘေးရေခဲကန်နဲ့လက်နဲ့တိုက်မိပြီးပြုတ်ကျသွားတယ်ကျွန်တော်အမြန်လှမ်းဆက်ပြီးမှလက်ချော်သွားတယ်နောက်ထပ်လှမ်းဆွဲတော့မီးကပွင့်မလာတော့ဘူးကျွန်တော်အိမ်နာထဲအလင်းအောင်တစ်စက်မှမရှိတော့ဘူးအဲ့လိုဖြစ်နေချိန်မှာအမကိုလှမ်းကြည့်တော့တယ်သူကခုနကပုံစံတိုင်းမရက်နေတယ်နောက်ဖေးကစုံကင်းကြီးတက်ကအင်းဆက်အတန်ပေါင်းစုံဟာလဲပိုပြီးဆူညံလာတော့တယ်အမကိုကြည့်ပြီးကျွန်တော်အိမ်နာတွေကထွက်မလာရေးဘာလို့ရမှလည်းမသိဘူးကြောက်တဲ့စိတ်ကတအားကိုဆိုနေမာကြီးဆိုပြီးအော်တော့လဲပြန်မထူးအိမ်နာတွေကနေကျွန်တော်ကိုပဲသူစိုက်ကြည့်နေတယ်ကျွန်တော်လည်းမထူးဆိုပြီးတမီနဲ့လှမ်းပေါက်လိုက်တယ်သူ့ကိုမထိခင်တမီကတရားအောက်ကရေထဲပြုတ်ကြတဲ့အတန်မှကြားလိုက်တယ်ဘယ်နေရာကျသွားလဲမသိတော့ဘူးဒါနဲ့ကျွန်တော်ဘလို့မှမနေတော့ကြောင်းအိမ်နာတကားကိုဆွဲပိတ်ဖို့လှမ်းကန်လိုက်ချင်အမကတရားတက်ဝနာမှာဘွားကနေရောက်နေတယ်လူကတော့လက်ပိုက်ကြည့်နေတော့ပဲအိမ်နာအရှိရောက်လာတာမလုံမရှက်ပဲကျွန်တော်လည်းဘာမှလုံမနေတော့ပဲအိမ်နာတကားကိုပိတ်အထဲကချက်ကိုချပြီးရေကန်ပေါင်ထဲမှာထိုင်နေလိုက်တယ်အတန်မထွက်ရဘူးတိတ်လေးနေရတယ်လူကတအားကြောက်နေပြီဒါပေမဲ့လည်းခုမှပြေးစရာဆိုလို့အိမ်နာပဲရှိအိမ်နာထဲမှာထိုင်နေကဲပါအောင်လို့စိတ်ထဲကယူနေမိတာတော့အမှန်ပဲခဏနေတော့အိမ်နာနားကိုလာနေတဲ့ခြေတန်းကြီးကြတရားအခင်းကိုဖိနေနိုင်တဲ့အတန်တလှမ်းချင်းလာနေတယ်ကျွန်တော်အိမ်တကလက်ကင်ဝင်းကိုကြစ်နေအောင်ဆိုပြီးဖိဆွဲထားတယ်ခဏကြာတော့အိမ်နာတကားကိုစောင့်ဆွဲလိုက်တယ်လို့အပြင်ကနေတင်းတင်းဆွဲတဲ့အချိန်ကျွန်တော်ဘလို့မှမနေနိုင်တော့ခဲကြပါအောင်လို့ငဲတန်ပါအောင်နှစုံပိတ်ပြီးအိမ်နာထဲမှာခုံပေါက်အောင်ပါတယ်အဲ့ချိန်အိမ်ကြီးကအပြင်ကတကားကိုအပြင်မှာခက်ပြင်းခေါင်းဟဲ့အိမ်နာတွေကဘာတူလဲဆိုပြီးယောက်ျားတန်ထွက်လာမျက်လုံးပြူးသွားတယ်အထက်ကဘာတူတကားဖွင့်စမ်းဟောလိုက်တော့တကားကိုကြောက်နဲ့ဖွင့်လိုက်တာဦးလေးဖြစ်နေတယ်ဦးလေးကလည်းအော်သွားပြီးဟာဒီကောင်ဘာလေးအော်နေရလဲဘာဖြစ်နေရလဲအိမ်နာထဲမှာမဲကြီးဆိုပြီးပြောတော့မှကျွန်တော်ဦးလေးစကားမဆုံးရင်အတင်းအိမ်နာထဲမှာပြေးထွက်ပြီးအိမ်မကြီးထဲကိုပြေးဝင်လာတော့အတော်ကအိမ်မုံဆုံးကနေဟဲ့ဘာဖြစ်တာလဲပြန်ပြောတော့ကျွန်တော်လည်းပြန်မဖြေအိတ်ခန်းနဲ့ပြေးကြည့်နေတဲ့အချိန်နဘေးချန်အောင်ထဲမှာအမကပုံမှန်တိုင်းအိတ်နေတယ်သူ့ကိုကြည့်ပြီးနှိုးလည်းမနှိုးရဲသူ့ဘေးကချန်အောင်နဲ့မအေးရတော့နဲ့အဲ့ခိုင်းနဲ့ငုတ်တို့ထိုင်နေတော့ဦးလေးကဒီကောင်ဘာညာမြင်လာလားမသိဆိုရေမန်းနေတိုက်ရေမန်းနေထိုင်သူတို့အခန်းထဲခေါ်သေးတော့မှစိတ်သက်သာရသွားတယ်မနေ့ကအမကိုအတော်တို့ဦးလေးတို့ကဝိုင်းပြီးတော့တ
သူကညကအိမ်နာထမသွားပါဘူးတိတောင်မသိဘူးဘာတွေဖြစ်နေလို့လဲတဲ့အကြောင်းစုံပြန်ပြောတော့အမကကျွန်တော်ကိုကြောင်တောင်တောင်နဲ့ဆိုပြီးပြောသွားလေရဲ့ဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတာမသိပေမဲ့အတော်လေးစိတ်ဆင်းရဲရတဲ့ညတညတော့ဖြစ်ခဲ့ပါတယ်ဗျာ